ဟိုရှိတုန်းကတောအုပ်ကြီးတစ်ခုရဲ့အစွန်မှာပညာရှိအဖိုးအိုတစ်ယောက်နေထိုင်ပါတယ်။အဖိုးအိုမှာထူးခြားတဲ့မော်မှန်တစ်ချက်ရှိတယ်။အဲ့ဒီမှန်ကလူတစ်ယောက်ရဲ့ရုပ်ရည်ကိုပြယုံတယ်မကပဲအဲ့ဒီလူရဲ့စိတ်ထဲမှာရှိတဲ့အမှန်တရားကိုပါမြင်အောင်ပြနိုင်စွမ်းရှိပါတယ်။ဒီနေ့မှာတော့ရွာထဲကလူငယ်၃ယောက်ဟာသူတို့ရဲ့အနာဂတ်မှာဘာဖြစ်လာမလဲဆိုတာသိချင်လို့အဖိုးအိုစီရောက်လာကြတယ်။ပထမလူငယ်အဖိုးကျွန်တော်ချမ်းသာခြင်းနဲ့ဘယ်လိုလုပ်ရမလဲဒုတိယလူငယ်ကျွန်တော်ကတော့လူအများကြည်ညိုတဲ့ခေါင်းဆောင်ဖြစ်ခြင်းနဲ့အဖိုးတတိယလူငယ်ကျွန်တော်ကတော့ပျော်ရွှင်တဲ့ဘဝကိုပဲပိုင်ဆိုင်ခြင်းပါတယ်အဖိုးအိုကပြုံးပြီးသူတို့ရှေ့ကိုမှော်မှန်တစ်ချက်ချပေးလိုက်တယ်ကဲမင်းတို့ဒီမှန်ထဲကိုကြည့်လိုက်ကြစမ်းပထမလူငယ်ကြည့်လိုက်တဲ့အခါမှန်ထဲမှာရွှေငွေတွေပြည့်နဲ့အင်ကြီးတစ်လုံးကိုမြင်ရတယ်။ဒါပေမဲ့အဲ့ဒီအိမ်ထဲမှာသူတယောက်တည်းအထီးကျန်နေတာကိုလည်းတွေ့လိုက်ရတယ်။ဒုတိယလူငယ်ကြည့်လိုက်တဲ့အခါလူအများကသူ့ကိုဥညွတ်နေတာကိုမြင်ရတယ်။ဒါပေမဲ့သူ့ရဲ့မျက်နှာမှာပင်ပန်းနွမ်းနယ်မှုတွေနဲ့ကြောက်ရွံ့မှုတွေကိုမြင်နေရတယ်။တတိယလူငယ်ကြည့်လိုက်တဲ့အခါမှာတော့သူဟာတာမန်တောအုပ်လေးထဲမှာတစ်ပင်ဆိုင်နေတာကိုမြင်ရတယ်။သူ့ဘေးမှာကလေးတွေနဲ့တိရစ္ဆာန်လေးတွေစော့ကစားနေပြီးသူ့မျက်နှာကအေးချမ်းလွန်းနေတယ်။အဖိုးအိုကအခုလိုပြောပြတယ်။မှန်ကမင်းတို့ဖြစ်ချင်တဲ့အရာရဲ့တန်ဖိုးကိုပြတာပဲချမ်းသာမှုနောက်ပဲလိုက်ရင်အဖော်မဲ့မယ်အာနာနောက်ပဲလိုက်ရင်စိတ်မအေးရဘူး။တခြားသူကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်ရင်တော့မင်းတို့ရှာနေတဲ့ပျော်ရွှင်မှုကိုရလိမ့်မယ်။လူငယ်၃ယောက်ဟာမှန်ထဲကသူတို့ကိုသူတို့ပြန်မြင်လိုက်ရတဲ့အခါဘဝမှာတကယ်အရေးကြီးတာဟာရုပ်ဝတ္ထုပစ္စည်းတွေထက်စိတ်ထားဖြူစင်မှုနဲ့တခြားသူအပေါ်စာနာမှုဆိုတာကိုနားလည်သွားကြပါတော့တယ်။